အတမီအတဘောပဲအားလုံးอ่ะ ဟုတ်တယ် တမီကဒီလိုသွားမှဆိုသွားမယ်ပဲအဲ့လိုမျိုး တို့ဒီနေ့ရှမ်းကောက်ဆိုတော့အားလုံးရှမ်းကောက်ဆိုပဲအဲ့ဆိုတော့ကျွန်တော်တို့ကအများကြီးပေးဆက်ထားတယ်အများကြီးပေးဆက်ထားတော့သူလည်းအများကြီးပြန်ကောင်းတာပေါ့သူ့ကိုပုံအပ်ခြင်းအပြင်ကျွန်တော်တို့ကပို့ပြီးတောက်ပလာတာပေါ့သူ့ကိုတွေးပေးလိုက်တဲ့ဟာကျွန်တော်တို့ကပုံရောပြီးတွေးရတာပေါ့သူ့ကိုလှုပ်ပေးခြင်းနဲ့စိတ်နဲ့ပဲကျွန်တော်တို့ကြိုးစားတာဆိုတော့ကိုကပို့ပြီးအောင်မြင်လာလို့ခံစားရတာပေါ့အဲကြောင့်မို့သမီးဖြစ်ခြင်းတဲ့အရာတွေလှုပ်ပေးရင်းနဲ့ပဲဆက်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နေပါမယ်ပေါ့ဖေဖေနဲ့မမေရတာအရင် grateful ဖြစ်မိရဲ့အရင်လည်းကန်ကောင်းတယ်လို့ခံစားမိတယ်